မင်္ဂလာပါမျိုးတို့ကဲဒီတစ်ပတ်ကတော့ကျွန်တော်မျိုးတွေခရင်းနာနေညနေရတော့ကျွန်တော်တို့တိရခဲ့တယ်နော်သုံးတဲ့ထွက်တဲ့နေရာ3ထိပ်ရခဲ့တယ်အောင်မြင်မှုကအဲ့နဲ့ချိန်ပဲဗျာနော်ကျန်တဲ့ချိန်တွေကတော့ကတ်လွဲတွေပုတ်လွဲတွေတေးလွဲတွေပေါ့ဗျာနော်တေးလွဲကတ်လွဲပုတ်လွဲနဲ့တွေ့ခဲ့ရတာအဲ့တော့လာမဲ့ပတ်တနင်္လာနေ့ဒီ16ရက်နေ့ဟာလား16ရက်နေ့ဆိုတော့3D ချဲကြီးထွက်မှာနော်အဲ့ 3D ချဲကြီးထွက်မဲ့အတွက်ကြောင့် 3D ကျွန်တော် site ကလင်နာ site 2 site ရှိတယ်နော်ကလင်နာ site 2 site အဲ့ဒီကလင်နာ site 2 site က6နှစ်တစ်ချိန်ပေးတဲ့ site တွေပေါ့ဗျာ6နှစ်တစ်ချိန်ပေးတဲ့ site ဆိုတော့2ကွက်ထိုးရမယ်2ကွက်နော်2ကွက်ထိုးရမယ် K3D 2ကွက်ထိုးရမယ်အဲ့တော့ပထမဦးဆုံးရတဲ့ site တစ် site ကိုကျွန်တော် line ပေါ်တင်ပေးမယ်ဗျာတင်လို့ရလို့ရှိရင်ကျွန်တော်မျိုးတွေကြည့်နော်မရရင်Viber မှာလာယူဗျာနော်အဲ့တော့တနင်္ဂနွေနေ့ဒီလိုချိန်ကြရင်ကျွန်တော် line ပေါ်တင်ပေးမယ် 3D site ကလင်နာ site တစ်ကွက်ကောင်းနော်အဲ့တော့သူ့ထက်ကောင်းတဲ့ site ကကျွန်တော်တို့အဲ့ကောင်းတဲ့ site ရှိရယ် main quest site ရှိတယ်အဲ့ site ကိုလူချင်းပေါက်ခင်တဲ့မျိုးတွေရှိရင်ကျွန်တော်ဒီမှာလာယူဖို့ဗျာနော်အဲ့ site ကိုကျွန်တော်ခင်းပြမယ်နော်အဲ့ကြီးတတ်တဲ့အမျိုးတွေရှိမယ်မကြီးတတ်တဲ့အမျိုးတွေလည်းရှိမယ်ကြီးတတ်တဲ့အမျိုးတွေကတော့သိမယ်ဗျာမကြီးရတဲ့အမျိုးတွေတို့လည်းခဏတော့ပါမှာပဲဟုတ်လားအဲ့ကြီးအဲ့တော့ဒါမဲ့ဘက်ကို main 3ချိန်မိအောင်ကျွန်တော်ကူညီမယ် main အောက်က3ချိန်မိအောင်တနေ့လားအင်္ဂါဘုဒ္ဓဘူး3ရက်အတွင်းကို main အောက်က2ချိန်မိရမယ်လို့မှမဟုတ်3ချိန်မိရ2ချိန်အနည်းဆုံး3ချိန်အများဆုံးမိရတောင်းရတဲ့မျိုးလို့နော်ကဲဖိုက်တယ်ပါဗျာနော်အောင်ရပါလေ